Plus တို့ထားစင်တွေအင်တာနက်ပွဲဆိုခက်မှန်းချက်များဒီတစ်ပတ်မှာတော့ Champions League ပွဲစဉ်တွေကိုရန်နာချပြီးတော့ပြည်တွင်းဖလားပွဲစဉ်တွေကိုရှင်ပြိုင်နေတာပါဒီနေ့ညမှာလည်း League ဖလားလို့ခေါ်တဲ့ကာလာပေါင်ဖလား Serie A နဲ့ Copa del Rey ဖလားလို့ခေါ်တဲ့ Spain ဖလားနဲ့ Liga ပွဲစဉ်တွေကိုကစားကြမှာပဲဖြစ်ပါတယ်အဲ့ဒီပြိုင်ပွဲတွေထဲကပြည်သက်တွေစိတ်ဝင်စားမှုအများဆုံးဖြစ်တဲ့ Premier League ထိပ်တန်းကလပ်တွေပါဝင်ရှင်ပြိုင်ကစားမဲ့ကာလာပေါင်ဖလားစတုတ်ထအဆင့်ပွဲစဉ်တွေအင်တာနက်ပွဲကြိုခက်မှန်းချက်တွေကိုဖော်ပြသွားမှာပါဒီနေ့ညမှာကာလာပေါင်ဖလားစတုတ်ထအဆင့်ပွဲစဉ်5ပွဲကစားမှာဖြစ်ပြီးတော့2:15မိနစ်မှာ4ပွဲနဲ့2:00မှာ1ပွဲကစားမှာပဲဖြစ်ပါတယ်2:15မိနစ်မှာကစားမယ်အာဆင်နယ်နဲ့ Brighton နဲ့ပွဲမှာဆိုရင်အာဆင်နယ်အသင်းက2ဂိုးမရှိနဲ့အနိုင်ရမလို့ခက်မှန်းချပြီးတော့လီဗာပူးနဲ့ Crystal Palace ပွဲမှာဆိုရင်တော့လီဗာပူးအသင်းက2ဂိုးနဲ့အနိုင်ရမယ်လို့အင်တာနက်ကခက်မှန်းထားတာပါဆွတ်စီနဲ့ Man City ပွဲမှာတော့ Man City အသင်းက3ဂိုးနဲ့အနိုင်ရမလို့ခက်မှန်းခဲ့ပြီးတော့ Wolves နဲ့ Chelsea ပွဲမှာဆိုရင် Chelsea အသင်းက2ဂိုးမရှိနဲ့အနိုင်ရမလို့ခက်မှန်းထားပါတယ်ညနေနိုင်ခွဲမှာကစားမဲ့ကာလာပေါင်လက်ရှိချန်ပီယံနယူကာဆယ်အသင်းနဲ့စပါအသင်းတို့ပွဲစဉ်မှာဆိုရင်တော့ Asian Newcastle အသင်းက2ဂိုးနဲ့အနိုင်ရမလို့အင်တာနက်ကခန့်မှန်းထားပါတယ်